ပါရှင်ဒီ blog လေးကတော့ဟင်္ဒရာကိုရောက်တော့ဟင်္ဒရာအမျိုးတွေကိုအညာတန်းသီးမုံလေးလှုပ်ကြည့်ဖြစ်တာလေးပါဒီမှာလှုပ်တာတော့မဟုတ်ပါဘူးအမေလှုပ်တာပါတန်းသီးမုံလှုပ်ဖို့တွင်တန်းသီးနှစ်ကိုအရင်ဆုံးညှစ်ပါတယ်တန်းသီးပုံချင်းမဟုတ်ဘူးဆိုရင်တော့တန်းသီးနှစ်မထည့်ပဲနဲ့လုပ်ရင်လည်းရပါတယ်အခုကတော့တန်းသီးမဲ့ရှိလို့တန်းသီးနှစ်လေးညှစ်လိုက်ပါတယ်ပြီးတော့ထင်းကြီးလေးကျူထားပါတယ်ပြီးရင်ဆမ်မုံအကျန်းဆမ်မုံရဲ့ခုနထန်းသီးအနှိပ်ရဲ့ထရီလင်းရဲ့မုံပေါက်စီရဲ့ပေါ့နော်အဲ့ဒါကိုဖြိုပြီးတော့မှမုံနေပါတယ်ပေါ့နော်မုံနေတာတော့နာနေနိုင်လေးမုံသားဤလေးပါအုံဆန်လေးတွေထည့်စားမှာပါအရင်ကောင်းပါတယ်ခုနကျူထားတဲ့ထင်းကြီးနဲ့နေထားတဲ့မုံမျိုးရောပြီးနေပါမယ်ဖြစ်လေးဖြစ်အောင်နေမှာပေါ့နော်အချို့ကတော့ကိုတက်တဲ့လောက်ကိုတက်တဲ့လိုမျိုးထည့်လို့ရပါတယ်အရင်ချိုကြံအများထည့်ပေါ့နော်တိတ်ချိုတာမကြံနေနေထည့်ပေါ့ဒီလိုမျိုးမုံရီဖြိုပြီးဆိုလို့ရှိရင်ဒီမုံနဲ့တွေကိုအချင်းဖောက်ထားရပါတယ်အချင်းဖောက်ပြီးမုံပေါက်တော့မှမုံလို့ရပါတယ်မုံပေါက်တာကတခါလေးလေးနိုင်ဝတ်တနိုင်နဲ့ပေါက်ပါတယ်တခါလေးကြာလည်းတညာကြီးကြာပါတယ်ရှင်ဒီလိုမျိုးလေးပေါက်အောင်ထားရတာပေါ့နော်ဒီလိုမျိုးပေါက်မှမုံလို့ရတာပါမပေါက်ရင်မုံလို့မရပါဘူးရှင်ပြီးပြီဆိုရင်တော့အခုကမုံလဲပေါက်သွားပြီဆိုတော့ထန်းသီးမုံစားလုပ်ပါတော့မယ်ထန်းသီးမုံပေါင်းမှာပေါ့နော်အမွေးနဲ့ပေါင်းတာပါအောက်ကရှင်မျိုးထည့်ပြီးတော့ဒါကတော့ကျွန်တော်တို့တော့စင်ပြေလို့ရှိတာလေးနဲ့လွယ်လွယ်ပေါင်းလိုက်တာပေါ့ကြိုက်တာနဲ့ပေါင်းလို့ရပါတယ်ကိုစင်ပြေသလိုကြီးပေါင်းလေးရတယ်တေးသေးပေါင်းလေးရတယ်ခုနအောင်ဇန်လေးထည့်ပါတယ်အောင်သေးလေးအိုးရန်ကောင်းပါတယ်ရှင်ဒါတော့ပထမဆုံးပေါင်းပေါ့နော်ပထမဆုံးတစ်ပေါင်းကအကုန်ဝိုင်းမိလိုက်တာကုန်သွားပါတယ်အားလုံးပဲလိုက်လို့စားကြည့်ကြပါနော်စားလို့ရန်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်